Okay ခုဒီကျူတိုရေမှာဆိုရင်တော့ sketch ထဲမှာလုံးဝ basic အနေနဲ့ 2D floor plan တစ်ခုကိုဘယ်လိုမျိုး drawing လို့တွေကအစားcreation လုပ်ရတယ်ဆိုတော့အပိုင်းလေးတွေသွားကြည့်ရအောင်ဆိုတော့ဒီမှာဆိုရင်တော့ဒီ project ကဒါ Paylama file အနေနဲ့သွားမှာဖြစ်တဲ့အတွက်အရင်ဆုံးသူ့ရဲ့ template file ကို Paylama file အရင်ဆုံးချိန်မိမယ် file နဲ့ကိုသွားမယ် new from template ထဲကိုဝင်မယ်အဲ့ဒီနေရာမှာ architecture inches တို့မဟုတ် simple inches ဆိုတာကိုရွှေ့ပြီးလို့ရတယ်ဆိုတော့ဒီမှာတော့ architecture ရဲ့ inches ဆိုတဲ့ template file ကိုရွှေ့လိုက်မယ် okay နောက်ထပ်တစ်ဆင့်အနေနဲ့ကတော့ style ဆိုတဲ့ဘားတွေကိုတစ်ချက်သွားပေးမယ်အဲ့ဒီနေရာမှာ shaded width တစ်ချဆိုတာလေးကိုတစ်ချက်ရွှေ့ပေးမယ် shaded width တစ်ချအောင်မယူဆိုလို့ရှင်တော့အခုကိုသုံးနေတဲ့ဒီ architecture ရဲ့ template file အနေနဲ့လည်းထားလို့ရတယ်ဒါပေမဲ့ 2D floor plan အနေနဲ့ print out တွေလုပ်မှာဖြစ်တဲ့အတွက် shaded width တစ်ချနဲ့ပဲပုံစပြီးတော့ဆွဲပေးမယ်okay နောက်ထပ်တစ်ဆင့်ကတော့ view ထဲကိုသွားပေးမယ် top view ဆိုတာလေးကိုရွှေ့ပေးမယ်ဆိုတော့အဆင့်3ဆင့်ရှိပေါ့နော်ပထမဆုံးက template file ယူတယ်နောက်တစ်ခုက shaded width တခြားယူတယ်နောက်ထပ်တစ်ဆင့်ကတော့ဒီ web page ကို top view အနေနဲ့ချိန်လိုက်တယ် okay နောက်ဆုံးတစ်ဆင့်ကတော့ camera ထဲကိုသွားမယ် parallel position ဆိုတာကိုရွေးထားပေးမယ်ပြီးတော့ရင်တော့သူ့ကိုဒီလက်ဖွာလေးပန်သူးလေးနဲ့တစ်ချက်ရွှေ့ပေးမယ်Okay view ထဲကိုသွားမယ် animation essence ဆိုတာလေးကိုရွှေ့ထားပေးမယ်ဒါဆိုလို့ရှိရင်စင်ချိန်ထားပေးမယ်ပေါ့ဆိုတော့အရင်ဆုံးစပြီးတော့ဆွဲဖို့အတွက် rectangle ယူလိုက်မယ် original point ကနေမှအရင်ဆုံးစပြီးတော့ဆွဲဖို့အတွက်ဆိုလို့ရှိရင်တော့ okay ဒီနေရာလေးမှာ measurement ပေါက်လေးတစ်ချက်ပြပေးမယ် okay စပြီးတော့ဆွဲကြည့်ရအောင် rectangle ယူလိုက်မယ်ဒီ project ကတော့သူ့ရဲ့ပေက32,20 feet enter okay နောက်ဆက်တစ်ဆင့်ကတော့သူ့ကိုဝေါ်ဆွဲပေးမယ်ဝေါ်ဆွဲဖို့သက်ဆိုလို့ရှင်တော့ offset ကိုယူပေးမယ် 6.5 enter okay dimension နဲ့တစ်ချက်ကြည့်ကြည့်အောင် dimension နဲ့ကိုသွားမယ်32ပေရှိမယ်ဒီကောင်ကပေ20ရှိမယ်ပေါ့နော် okay နောက်ထပ်တစ်ဆင့်ကတော့ဒီကနေမှ line command လေးယူလိုက်မယ်ဒီရဲ့ center point ကနေမှ line တစ်ကြောင်းယူမယ်နောက်15နေမှဒီဘက်ကိုပြန်ပြီးတော့လာမှာဖြစ်တဲ့အတွက်10ပေဆိုပြီးတော့ပြန်ပြီးတော့သွားလိုက်မယ်okay ဒီနေရာမှာ material ထဲကိုသွားပေးမယ် material ထဲမှာပတ်တန်ထဲကိုဝင်လိုက်မယ်အဲ့တော့ edit ထဲကိုသွားပေးမယ် edit ထဲမှာဒီသုံးခဲ့တဲ့ material ရဲ့ scale ကိုပြန်ပြီးတော့ချိန်ပြီးလို့ရတယ်okay နောက်ထပ်တစ်ဆင့်ကတော့ဒီအသွင်ဘက် wall ကို select မှတ်လိုက်မယ် offset ကိုယူမယ်အသွင် wall ကို 4.5 ဆိုပြီးတော့သွားလိုက်မယ်နောက်ဒီနေရာမှာဆိုလို့ရှိရင်တော့ဒါဒေါဖောက်မယ်ပေါ့နော်ဒေါဖောက်ဖို့အတွက်ထိတ် measure လိုက်မယ်ဒီဘက် wall ကနေမှနေရာကနေမှ18လက်မှသွားပေးမယ်18 enter ထပ်ပြီးတော့သွားမယ်32 enter အဲ့တော့ line command ကိုယူပေးမယ် line နဲ့ဒီနားလေးတွေကိုပိတ်ချလိုက်မယ်ယူမယ်ဒီကောင်ကနေမှဒေါဆမှာဖြစ်တဲ့ first point second point မှာ s ကိုဆက်ပေးမယ်နောက်ဒီ line လေးကို delete လုပ်လိုက်မယ်okay နောက်ထပ်ပြီးတော့ဒီနေရာမှာ window ဆွဲမယ်ဆိုလို့ရှင်လဲအဲ့တိုင်းပဲထိတ် measure လိုက်ယူပေးမယ်ဒီကောင်ကနေမှ window ရဲ့အကျယ်ကိုယူပေးမယ်နောက် line command ကိုယူမယ်delete လုပ်မယ် line နဲ့အလယ်ကနေမှပြပေးမယ် okay နောက်ဒီ line လေးဖြတ်လိုက်မယ်okay ဆက်ပြီးတော့ဒီဘက်ကနေလည်းပြန်ပြီးတော့သွားပေးမယ်ဒီဘက်ကို 4.5 enter အဲ့တော့ဒါလေးကိုလည်း rectangle လေးနဲ့ဆက်ပေးမယ် okay ဒီမှာလည်းအဲ့တိုင်းပဲထိတ် measure လာအောင်ယူပေးမယ်ဒီကောင်ကနေမှ18 enter okay 32 enter line နဲ့ပြန်ပြီးတော့ပိတ်ပေးမယ်
first point second point